ဘဝခရီးအတွက်ချွတ်တင်ပြင်ဆင်ခြင်းလူတိုင်းကိုယ့်ဘဝကိုအလေးနဲ့စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဘဝခရီးကိုသွားနေကြတာဖြစ်တယ်တို့ဟာတန်လျာမှာဘဝခရီးသွားနေကြတယ်ဆိုတာတတိထားကြဖို့လိုအပ်တယ်ဘဝခရီးသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေခရီးလမ်းပန်းအတွက်ဘာတွေကြွတင်ပြင်ဆင်တဲ့တယ်လဲလက်ရှိဘဝတွေမှာဘာတွေလုပ်တဲ့တယ်လဲဆိုတာအလေးနဲ့စဉ်းစားကြည့်ကြလူတိုင်းဟာစဉ်းစားမိချင်မှမိကြကိုယ်ဘဝတစ်ခုရလာလို့ရှိရင်ရရှိထားတဲ့ဘဝမှာအစဉ်ပြေမှုအတွက်ဝမ်းဝါအောင်စားဖို့ခါလာအောင်ဝတ်ဖို့ဒီဓမ္မကစီပါဥစ္စာတွေတိုးတက်ပြီးတော့လူရဝင်ဖို့သို့မဟုတ်လူတွေထဲမှာဂုဏ်ရှိတည်ရှိနေနိုင်ဖို့ဆိုပြီးတော့လောကလူတွေဟာကြိုးစားနေကြသူတို့ဖြင့်ဒီကနေ့ခေတ်မှာလူလာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေဘဝခရီးမှာရှင်သန်မှုအတွက်အသက်မွေးဝမ်းကြောင်းပညာရက်တွေကိုငယ်စဉ်တောင်ကြီးကလေးဘဝကသင်ယူနေကြမနေမနာပင်ပန်းပန်းနဲ့ကျောင်းပြီးကျူရှင်ပြီးကျောင်းထွာလို့ကလေးတငယ်တွေရဲ့ဘဝဟာပျော်ဖို့ဆိုတာအချိန်မရလိုက်ဘူးလက်ရှိဘဝလေးအတွက်ကြိုးစားနေကြတာလို့ဖြေထုတ်ကြည့်မယ်ဆိုရင်ခုရထားတဲ့ဘဝလေးအတွက်လုပ်နေကြတဲ့အလုပ်တွေကများကြတယ်ပေါ့ကိုယ်လည်းအပြန်အလှန်ဆင်ញင်သုံးသပ်ကြည့်ဖို့လိုတယ်ငါတို့လုပ်နေတဲ့အလုပ်တွေဟာဒီဘဝအတွက်ဝမ်းဝါဖို့လားခါလာဖို့လားဘဝမှာဆင်ပြေဖို့လုပ်နေတာလားဆိုတာကိုအလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားကြည့်သင်ယူရတဲ့ပညာတွေဟာခြေကြီးပေးပြီးတော့သင်ယူကြတယ်ထို့သောအဲ့ဒီသင်ယူတဲ့ပညာရက်တွေဟာဒီကနေ့ခေတ်မှာဆိုရင်လွဲချော်မှုတွေကိုများစွာဖြစ်စေပြီးကြာပန်းလောက်ကင်စားတော့ရတဲ့ပုဂ္ဂိုလ်တွေကများလာအသက်အရွယ်ရောက်လာလို့အခြေအနေပေးတာကိုကြည့်ပြီးတော့ဘဝဝမ်းဝါဖို့ခါနာဖို့ဆိုတာလူတွေကကြိုးစားနေကြကိုသင်ထားတဲ့ပညာနဲ့လောက်ကင်စားတော့ချင်မှစားတော့ကြသင်ထားတဲ့ပညာကတခြားလောက်ကင်စားတော့တာတွေကတခြားလို့လွဲမှားနေတယ်ဆိုတာတတိပြုမိကြပါလိမ့်အဲ့တော့ဒီဘဝမှာတောင်အခုလိုလွဲချော်မှုတွေအန်ချော်မှုတွေရှိနေတယ်ဆိုရင်နောက်ဘဝအရေးကိုမစဉ်းစားပဲနေမယ်ဆိုရင်ဘလောက်အန်ချော်နေမလဲဆိုတာစဉ်းစားကြည့်ဖို့လိုတယ်ပေါ့နော်ဒီဘဝမှာအဝင်ခွင်ကြဖြစ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့လွဲချော်နေတဲ့ပုဂ္ဂိုလ်တွေလည်းများစွာရှိငွေကြေးတနာအကုန်ကြခံပြီးတော့ကိုသင်ထားတဲ့ပညာရကကိုယ့်ကိုထောက်ကူမပြုသို့မဟုတ်ထမင်းမကျွေးပဲနဲ့တခြားပညာရကကိုယ့်ကိုထမင်းကျွေးနေတာမျိုးနဲ့ရှိတယ်ဆိုတာအလုံးလက်ခံထားကြတဲ့အချက်ပဲအေးတန်တရားဘဝနောက်ဘဝကိုမျှော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နောက်ဘဝအတွက်ရောတို့ကြိုတင်ပြီးတော့ပြင်ဆင်ထားတာတွေဟာအခုလို့မဖြစ်လာပဲနဲ့အန်ချောနေမယ်ဆိုလို့ရှိရင်ပြင်ဆင်ဖို့ရာတွေဟာနောက်ကျသွားလိမ့်မယ်အခုဘဝမှာတော့ပညာသင်တဲ့အချိန်လေးမှာသင်ညပြီးလူလားမြောက်လို့လောကင်စားတော့ပြီးဆိုတဲ့အခါမှာအခြေအနေပေးတဲ့အလုပ်ကလေးကိုလုပ်ပြီးတော့တဝမ်းတစ်ခါဝါဖို့လှဖို့ဘဝမှာလူရဝင်ဖို့မပင်မပန်းစင်တဲ့နေရာချင်းမှာလွတ်ကင်းဖို့ဆိုတာကြိုးစားအထောက်ကြအဲ့တော့ဒီဘဝနဲ့ပြီးသလားလို့ဆိုမပြီးဘူးနောက်ဘဝဆိုတာရှေးအောင်မှတေချာလာတဲ့အခါကျတော့ဒီဘဝအရေးတင်စဉ်းစားမလားနောက်ဘဝအရေးရောမစဉ်းစားစင်ဘူးလားဆိုကိုယ့်ကိုမေးခွန်းထုတ်တချို့ပုဂ္ဂိုလ်တွေကတော့ဒီဘဝမှာဆင်ပြေနေပြီဆိုလိုတာသာဝနေဘ
ဖူဖူလုံလုံနဲ့နေနိုင်ထိုင်နိုင်နဲ့အဆင့်ရောက်ပြီဆိုရင်ဒီဘဝအတွက်အစဉ်ပြေနေတယ်ကိုဘဝလမ်းကြောင်းကိုကိုရွေးချယ်ပြီးတော့လျှောက်လို့အစဉ်ပြေနေအဲ့တော့နောက်ဘဝဆိုတာတော့ကိုမမြင်နိုင်တဲ့ခရီးဖြစ်တယ်အဲ့ဒီမမြင်နိုင်တဲ့နောက်ဘဝခရီးကိုကျွတ်တင်ပြီးတော့ဘာတွေလုပ်ရမလဲဆိုတာကြောင့်ဘာသာတရားတွေကတုံသင်ဆုံးမပေးတာရှိတယ်အဲ့ဒီထဲမှာဘာသာတရားဆိုတဲ့ထဲမှာအာမခံချက်မရှိတဲ့ဘာသာတရားတွေရှိတယ်လို့ပဲတကယ်ကိုမှန်ကန်တိကျတဲ့အာမခံချက်ရှိတဲ့ဘာသာတရားတွေရှိတယ်အာမခံချက်မရှိတဲ့ဘာသာတရားဟာဝေကုံจิตချက်ခံပြီးတော့သင်ထားတဲ့ပညာဟာဘဝရဲ့အသက်မွေးဝမ်းကြောင်းမှုကိုလုပ်လို့မရတဲ့အနေအထားမျိုးဖြစ်တာကြုံရတယ်လို့ပဲဘဝအာမခံချက်မရှိတဲ့ဘာသာတရားကိုလိုက်စားမိပြီဆိုရင်တော့အဲ့ဒီတည်းပို့ပြီးတော့အခြေအနေဆိုးဖို့ရှိတယ်ပေါ့အခုဘဝမှာစာဝတ်နေပညာရေးဆိုတာတွေသင်ကြားထားလို့လွဲချော်မှုကတိမှတ်ပေးလို့ရသေးတယ်ပေါ့ကိုရတဲ့ပွဲလေးဘေးချိတ်ပြီးတခြားနည်းနဲ့အသက်မွေးကြလို့အဆင်ပြေသေးတယ်နောက်ဘဝမှာလွဲချော်သွားပြီဆိုရင်ကတော့တွေးကြည့်ဝန်းစရာအကြောင်းမရှိဘူးပေါ့ဒါကြောင့်မို့လို့ဘဝခရီးအတွက်ဘာတွေကြိုတင်ပြင်ဆင်သင့်တယ်ဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုတော့မှတ်သားထားတဲ့မြတ်စွာဘုရားကဘာသာတရားတစ်ခုထီထောင်တာမဟုတ်ဘူးတရားတွေကိုတကူတော်နဲ့မားတဲ့ဘုရားလည်းမဟုတ်ဘူးဆုံးမတဲ့ဘုရားသာဖြစ်တယ်ပညာပေးတဲ့ဘုရားသာဖြစ်တယ်အသိပညာသင်ပေးသည့်အတွက်ကြောင့်ဆုံးမဩဝါဒပေးလို့မြတ်စွာဘုရားဆုံးမတိုင်းလိုက်တာဆောင်ရွက်ခြင်းဟာကောင်းကျိုးချမ်းသာတွေကိုရရှိနိုင်တယ်ကဘာမှာလိုက်ပြီးတော့ချိမယ်ဆိုရင်မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရရှိသူနဲ့မရရှိသူမရရှိတဲ့ပုဂ္ဂိုလ်တွေကများတယ်ရရှိတဲ့ပုဂ္ဂိုလ်ကအလွန်နည်းအဲ့ဒီရရှိထားတဲ့ပုဂ္ဂိုလ်တွေအဆုံးအမလိုက်နာမှုပြုတဲ့ပုဂ္ဂိုလ်ရှိတယ်လို့လိုက်နာမှုမပြုတဲ့ပုဂ္ဂိုလ်တွေကများအဆုံးအမလည်းရထားတာဖြစ်ရမယ်မိမိကိုယ်တိုင်ကလည်းယုံကြည်ကြည်နဲ့လိုက်နာပြီးတော့ပြုလုပ်နေတာလည်းဖြစ်ရအဲ့ဒါလို့ဆိုလို့ရှိရင်တော့မြတ်စွာဘုရားကိုယ်တိုင်ကသူဟောပြောတဲ့ဆုံးမစကားတွေနဲ့ပတ်သက်လာလို့ရှိရင်အာမခံချက်ပေးထားတာရှိတယ်။သွားခါတော်ဘဂဝတာဓမ္မောသွားခါတော်ဆိုတာသူ့အခါတော်အမှန်တိုင်းဟောတာဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့အကောင်းနဲ့အဆိုးနဲ့ခွဲခြားပြီးတော့ရှိကိုရှိတိုင်းအမှန်ကိုအမှန်တိုင်းလောက်ကြံဖန်တီးမှုတွေမပါဘဲနဲ့လောကရဲ့သဘာဝဖြစ်စဉ်ကြီးတစ်ခုကိုမြတ်စွာဘုရားဟောကြားဆုံးမှာဘာသာတရားတိုင်းသွားခါတဖြစ်သလားလို့ဆိုမဖြစ်ဘူးသွားခါတမဖြစ်ရင်ဒုရခါတလို့ခေါ်တယ်ပြောထားတဲ့အတိုင်းမဖြစ်ရင်လွဲချော်မှုလို့ဆိုလိုတယ်ပေါ့ပြောရင်ပြောတဲ့အတိုင်းဖြစ်မှသွားခါတလွဲချော်မှုတွေဖြစ်သွားလို့ရှိရင်တော့ဒုရခါတအဲ့တော့လောကမှာဆုံးမဩဝါဒတွေပေးပြီးတော့လွဲချော်မှုဖြစ်တဲ့ဘာသာတရားကပိုများတယ်ဟောရင်ဟောတဲ့အတိုင်းလိုက်နာရင်လိုက်နာတဲ့အတိုင်းအကျိုးကိုဖြစ်ထွန်းစေတဲ့ဘာသာတရားဟာအလွန်ရှားပါတယ်သူတို့ပြောအဲ့တော့မင်္ဂန်နဲ့ဆုံးမသွန်သင်ချက်တွေကိုလိုက်နာကျင့်သုံးကြသို့တော့မှန်တယ်မမှန်ဘူးဆိုတာဘာနဲ့တိုင်းတာကြရမှာလဲလောကလူသားတွေဟာတိုင်းတာနိုင်တဲ့အသိဉာဏ်မျိုးမရှိဘူးဆိုရင်ဘာနဲ့တိုင်းတာကြမလဲအေးမြတ်စွာဘုရားကတိုင်းတာတာလေးတစ်ခုတော့ပေးထားအလုပ်တစ်ခုဟာကိုယ့်အတွက်ထိခိုက်နေနာမှုလည်းမဖြစ်ဘူးသူတစ်ပါးအတွက်ထိခိုက်နေနာမှုလည်းမဖြစ်ဘူးဘယ်သူအတွက်မှထိခိုက်နေနာမှုမရှိဘူးဆိုတဲ့အလုပ်မျိုးကိုကောင်းတဲ့အလုပ်ကိုသူတို့သတ်မှတ်တယ်ဒါက
ဆုံးဖြတ်နိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်ဆုံးဖြတ်ချက်ပေးတဲ့သဘောနောက်တစ်ခုကအလုပ်တစ်ခုဟာကိုလုပ်ပြီးရင်စိတ်ပူနေရတဲ့အလုပ်ဆိုရင်မကောင်းတဲ့အလုပ်လို့သတ်မှတ်တယ်နော်လုပ်တော့လုပ်လိုက်တယ်လုပ်ပြီးရင်စိတ်ပူရတယ်နောက်ဆုံးမှာလူတော်လူကောင်းတစ်ယောက်ကကွယ်ရမှာတခုလုပ်လိုက်တယ်လူသိမှဆိုးတယ်စိတ်ပူတယ်သူမဟုတ်တာလှုပ်ထားတာတွေကိုလူသိမှဆိုးတယ်လူကြီးတွေသိမှဆိုးတယ်မိဘတွေသိမှဆိုးတယ်ဆွေမျိုးတွေသိမှဆိုးအဲ့ဒါစိတ်ပူရတဲ့အလုပ်တွေပဲအဲ့တော့စိတ်ပူရတဲ့အလုပ်တွေရှိတယ်လို့စိတ်မပူရတဲ့အလုပ်တွေလည်းရှိကောင်းတဲ့အလုပ်ကိုလုပ်တယ်ဆိုတာစိတ်ပူစရာဘာတစ်ခုမှမရှိဘူးလောကမှာကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာဟာလူအတိုင်းဝိုင်းထဲမှာလူတော်လူကောင်းတွေလုပ်တဲ့အလုပ်တွေဟာစိတ်ပူစရာမရှိတဲ့အလုပ်တွေလူကြားထဲမှာဒီအလုပ်ဟာပုံရှိုးကွယ်ရှိုးလုပ်ရတဲ့အလုပ်မဟုတ်ဘဲနဲ့လူဘဝမှာဂုဏ်ရှိတည်ရှိဘယ်သူမှလည်းထိခိုက်မှုမရှိကိုယ်လည်းထိခိုက်မှုမရှိသူတော်ဘာကိုလည်းထိခိုက်မှုမရှိဘယ်သူကမှထိခိုက်မှုမရှိတဲ့အလုပ်မျိုးလုပ်ခြင်းအဖြစ်ကိုယ်ကိုပြစ်တင်မဲ့ပုဂ္ဂိုလ်လည်းမရှိဘူးဆွဆွဲမဲ့ပုဂ္ဂိုလ်လည်းမရှိဘူးပြစ်ထန်ချမဲ့ပုဂ္ဂိုလ်လည်းမရှိဘူးလို့ဆိုတဲ့အလုပ်မျိုးဟာဒါမြတ်စွာဘုရားကောင်းတဲ့အလုပ်လို့ဒီလိုသတ်မှတ်တယ်ဒါကအကျဉ်းမြင့်သတ်မှတ်ချက်နော်အေးမကောင်းတဲ့အလုပ်ဟာလုပ်ပြီးရင်စိတ်ပူရစိတ်ပူယုံနေမကဘူးသူ့ရဲ့အကျိုးဆက်ပေါ်လာပြီဆိုလို့ရှိရင်အဲ့ဒီလူဟာစင်စင်ရဲရဲနဲ့ကြိတ်မိတ်ပြီးခံစားရတယ်ဆိုအတိတ်ပဲဆိုပါစို့လူတယောက်ဟာနိုင်ငံတနိုင်ငံရဲ့စီကံဥပဒေတွေတရားဥပဒေတိုင်းမလိုက်တာပဲနဲ့ရှားဆုံးမှုမြောက်တဲ့အလုပ်တစ်ခုကိုလုပ်တယ်လုပ်ပြီးလာတာနဲ့တပြိုင်နက်အဲ့ဒီလူကစိတ်ပူနေရပြီဘယ်နေ့ပြအဖမ်းခံရမလဲဘယ်နေ့ပြဆွဲခံရမလဲစိတ်ပူနေရတယ်ဟုတ်ပြီတကယ်ဖမ်းခံလိုက်ရပြီပြစ်ဒဏ်ချလိုက်ပြီဆိုလို့ရှိရင်တော့ပြစ်ဒဏ်မှာပါတဲ့ပြစ်မှုတွေကိုခံစားရတဲ့အချိန်အလုံးကိုနာကျင်တဲ့အပြစ်တွေကိုခံစားလောကမှာလည်းပဲလောကဝိသလို့ခေါ်တဲ့တကယ်လူတွေလက်တွေ့ခံစားရတဲ့အပြစ်တွေဆိုတာရှိတာအပြစ်မျိုးတွေဟာလူတွေခံစားကြရတာရှိအဲ့ဒါတွေကိုကြည့်မယ်ဆိုရင်လုပ်ပြီးရင်စိတ်ပူရတယ်စိတ်ပူပြီးလို့ရှိရင်ပြစ်မှုတံပြစ်ဒဏ်ကိုခံရပြီဆိုလို့ရှိရင်ဆင်းရဲကြီးစွာခံရတယ်ဆိုရယ်အလုပ်ဟာမကောင်းတဲ့အလုပ်မလုပ်သင့်တဲ့အလုပ်ဒီလိုသတ်မှတ်တာပေါ့အဲ့တော့မြတ်စွာဘုရားကကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ကိုခွဲခြားဟောတဲ့အခါမှာအဲ့ဒီစံနဲ့သတ်မှတ်ပြီးတော့ဟောဒါဖြင့်ကောင်းတဲ့အလုပ်ဆိုတာဘာတော့လုပ်ပြီးရင်လဲဝမ်းသာနေရဥပမာမဲ့လူမှုရေးအလုပ်တွေလုပ်တယ်အများကောင်းစားရေးအလုပ်တွေလုပ်တယ်နော်မိဘကိုပြုစုလုပ်ကြွေးတယ်ရရွာအကျိုးတိုင်းပြည်အကျိုးတည်ဖို့ဆောင်ရွက်တယ်ကိုတက်နိုင်တဲ့မြတ်ကောင်းတဲ့အလုပ်တွေမှာပါဝင်ဆောင်ရွက်တယ်လူတွေတန်းတယ်ဥပုသ်ဆောင်တယ်အဲ့ဒါအတွက်စိတ်ပူရတာရှိလားလို့ဆိုဘယ်တော့မှစိတ်မပူရအဲ့ဒီလှုပ်ထားခြင်းဟာပုံရှုပ်ွယ်ရှုပ်လို့ရတာမဟုတ်ဘဲနဲ့လူထဲမှာတက်နောက်တက်တယ်နဲ့နေထိုင်ပြီးတော့ဂုဏ်ရှိတည်ရှိနေနိုင်တဲ့အလုပ်မျိုးစိတ်ပူရတာမရှိဘူးသူ့ရဲ့အကျိုးပေါ်ထွန်းလာတဲ့အခါမှာလည်းပဲအဲ့ဒီလောက်ရရဲ့အကျိုးကိုခံစားရတဲ့အခါမှာဒီတယ်မကတဲ့ချမ်းသာဒုက္ခမျိုးနဲ့တွေ့ကြုံခံစားရတယ်လို့ဆိုအဲ့ဒါမျိုးကြတော့ကောင်းတဲ့အလုပ်ကိုသတ်မှတ်တယ်အဲ့ဒီကောင်းမကောင်းနှစ်ခုကိုကြိုက်မကြိုက်နဲ့ဆုံးဖြတ်တာမဟုတ်ဘဲနဲ့စိတ်ပူရတာနဲ့စိတ်မပူရတာအကျိုးရတဲ့အခါမှာဆင်းရဲတာနဲ့ချမ်းသာတာအဲ့ဒီစံနဲ့မြတ်စွာဘုရားသတ်မှတ်ပြီးတော့ဟောမလုံတင်တာနဲ့လုံတင်တာကိုခွဲခြားပြီးတော့အခုလိုဟောကြားတာပဲဖြစ်တယ်အဲ့တော့ဘာသာတရားတစ်ခုမှာရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားအဆုံးမဩဝါဒပေးတာဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမဗုဒ္ဓဆိုတာဟာအလုံးသိကြတဲ့အတိုင်းပဲ
လူသားတွေကသူတော်ကောင်းတကယ်သူတော်ကောင်းပြောစရာအပြစ်မရှိတဲ့အရေးချင်းတွေနဲ့ပြည့်စုံတဲ့သူတော်ကောင်းတူဦးသာဖြစ်တယ်ကောင်းကင်ဘုံကလာတဲ့တကိုးရှင်ကြီးမဟုတ်ဘူးလူနဲ့တိုက်ရိုက်ဆက်သွယ်လို့မရတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဘုရားဟာလူသားတွေကတကယ်ပညာရှိသူတော်ကောင်းကြီးပဲဖြစ်တယ်သူရဲ့အဆုံးအမတွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေဟာချမ်းသာဒုက္ခတွေကိုရကြတယ်လက်တွေ့ကြတဲ့အဆုံးအမမျိုးကိုဆုံးမသူဖြစ်တယ်အဲ့တော့ဒီနေ့ခေတ်မှာလည်းပဲဘုန်းကြီးတို့တွေဟာကိုယ့်ရဲ့ကြီးပြီးကိုယ့်ရဲ့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အဆုံးအမစကားကိုနားထောင်ပြီးတော့ဘဝခရီးသွားနေကြရတာပဲလေလူငယ်လူရွယ်တွေဆိုလို့ရှိရင်ရပ်မိရပ်ဖမိဘဆွေမျိုးယဟန်တန်ခါပမာအနေနဲ့ပြောမယ်ဆိုရင်ကိုကိုွယ်တဲ့ဆရာတော်ကြီးတွေရဲ့ဆုံးမဩဝါဒနဲ့ဒီလိုဖြတ်တန်းကြဘဝမှာယက်တည်နေကြအဲ့လိုဖြတ်တန်းခြင်းအဖြစ်ရာဇဝမှုပြစ်ဒဏ်တွေကလည်းကင်းလွတ်တယ်မကောင်းတဲ့အလုပ်တွေကလည်းကင်းလွတ်ပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာဘဝခရီးကိုဖြတ်တန်းနိုင်ကြတယ်ဆိုတာလက်တွေ့ခံစားရတဲ့အကျိုးတစ်ခုပဲပေါ့အဲ့ဒါကိုမိမိတို့ဘဝမှာစံနမူထားပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီတဲ့လေးနဲ့တဲ့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားပြီးတော့ဟောတာဟောတဲ့အတိုင်းဖြစ်တာကိုနေယာနိကလို့ခေါ်တယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမဟာနေယာနိကလို့ခေါ်တယ်အေးလူတွေဆုတောင်းနေကြတဲ့ဗုဒ္ဓသာသနာစိရန်တိဋ္ဌတုဆိုတာဘုရားကျောင်းကန်တွေကိုပြောတာမဟုတ်ဘူးမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေကိုပြောတာသာသနာဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားဆုံးမဆိုတာခုနပြောခဲ့တဲ့အချက်ဘုရားဘယ်လိုဆုံးမကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်ဒီနှစ်ခုခွဲခြားဆုံးမကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးရင်စိတ်ပူရတယ်အကျိုးပေါ်တဲ့အခါမှာစင်စင်ရဲရဲခံစားရတယ်ဟောတာမကောင်းတဲ့အလုပ်ကောင်းတဲ့အလုပ်ဆိုဒီမှာလုပ်ပြီးရင်စိတ်ပူရတာမရှိဘူးစိတ်နှလုံးအေးချမ်းတယ်တွေးမိတိုင်းဝမ်းသာစရာဖြစ်တယ်အကျိုးပေါ်လာတဲ့အခါမှာလဲဝမ်းမြောက်ဝမ်းသာစိတ်ချမ်းသာကိုယ်ချမ်းသာအကျိုးတရားကိုခံစားရတယ်ဒါကကောင်းတဲ့အလုပ်တော့ကောင်းတဲ့အလုပ်ဆိုတဲ့အလုပ်နှစ်ခုကိုခွဲခြားပြီးတော့လုပ်တဲ့အလုပ်မလုပ်တဲ့အလုပ်လို့ဆိုပြီးဆောင်ရမှနဲ့ရှောင်ရမှဒီနှစ်ခုကိုမြတ်စွာဘုရားအဓိကခွဲခြားပြီးတော့ဟောတာဖြစ်တယ်ကိုသားကိုသမီးကိုရဲ့မိတ်ဆွေတွေကိုရဲ့ငယ်ရွယ်သူတွေကိုမိဘတွေလူကြီးသူမတွေကဆုံးမရင်ဒါမလုံးနဲ့ဒါလုပ်ဒီလိုပဲဆုံးမကြတာဖြစ်တယ်ဒီလမ်းမသွားနဲ့ဟိုလမ်းသွားဒီလိုမပြောနဲ့ဟိုလိုပြောဆိုပြီးရှောင်ရမှနဲ့ဆောင်ရမှနှစ်ခုအဓိကထားပြီးဆုံးမအဲ့ဒါလို့တိမှတ်ပေးတဲ့အတိုင်းလမ်းကြောင်းမှန်မှန်နဲ့ရှောင်လန်းသွားတဲ့ပုဂ္ဂိုလ်တွေဟာလောကမှာတင့်တော့တင့်နဲ့အောင်မြင်ကြီးပွားပြီးကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေနဲ့ဘဝခရီးကိုဖြတ်တန်းသွားနိုင်တယ်ဆိုတာတော်တော်များများလောကမှာကိုယ်တွေ့ရရှိခံစားနိုင်ကြတာဖြစ်တယ်ပေါ့အဲ့တော့ဒီဘဝမှာတည်းပဲဒီလိုအခြေအနေတွေရှိတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကသွားခါတုံးမှန်မှန်ကန်ကန်ဟောထားတာဖြစ်လို့ယုံကြည်ရတယ်စိတ်ချရတယ်ဒါဘုရားက guarantee ပေးတာလောကလူတွေကပစ္စည်းလေးတစ်ခုဝယ်တော့မှ guarantee ရှိမှဝယ်တာလေ guarantee ရှိရအမခံချက်ရှိရတယ်မြတ်စွာဘုရားကသူဟောပြောဆုံးမတာကိုရှေးဥစွာ guarantee ပေးတာပါသက်ခါတော့ဘဂဝတဓမ္မောငါဟောတဲ့တရားမှန်ကန်တယ်လို့ဆိုတာ guarantee ပေးလိုက်တာအဲ့တော့မှန်တော့မှန်တယ်ကိုယ်တိုင်လုပ်လို့ကိုယ်တိုင်သိလဲခွင့်ရှိသလားကိုယ်တိုင်သိခွင့်ရှိသလားဆိုပါစို့ကောင်းကင်ဘုံကဖျားဆိုတာကိုယ်တိုင်သိခွင့်ရှိတာလို့ဆိုတမန်တော်ပြောသမျှပဲနတ်ထောင်မြန်မာနိုင်ငံမှာနတ်ကိုးကွယ်တဲ့လူတွေရှိတယ်အဲ့ဒီနတ်နဲ့မင်းဘယ်နှခါတွေ့တော့မေးကြည့်ပါကိုယ်တိုင်ရော
နတ်ပူဇော်ပတ်တာရင်နတ်ကကိုယ်စီဘယ်နှခါတွေ့ရကိုယ်နဲ့ဘယ်နှခါနတ်ကတော့ပြောတာပဲလိုက်လုပ်ချလေနတ်ကတော့နဲ့ပဲတွေ့ဂျားခံပုဂ္ဂိုလ်ရှိဂျားခံပုဂ္ဂိုလ်ပြောသမျှနဲ့ရှင်းနေရဘုရားရဲ့အဆုံးအမဆိုတာဂျားခံမဟုတ်ဘူးကိုယ်တိုင်သိရှိနိုင်တယ်ကိုယ်တိုင်လုပ်ရင်ကိုယ်တိုင်သိတယ်တန်ဋိဋ္ဌိကောဆိုတာအဲ့ဒါတန်ဋိဋ္ဌိကောတမ္မံပတိတ္တကိုယ်တိုင်မြင်နိုင်တယ်ကိုယ်တိုင်သိနိုင်တယ်ကိုယ်တိုင်ခံစားကြည့်လို့ရတယ်ဆိုတဲ့အဲ့တော့ဂရန္တီပေးထားရုံများမကကိုယ်တိုင်သိရှိခွင့်ရှိတဲ့အရာဟာဘလောက်ကျင့်တတ်ဆရာရှိလူပြေကနတ်ပဲဖြစ်ဖြစ်ကောင်းကင်ဘုံကပဲနတ်ပဲဖြစ်ဖြစ်နတ်ကိုးကွယ်သူတွေတပန်းရှုံးနေတာဘာတော့ဆိုလို့ရှိရင်တမန်တော်မှတစ်ဆက်ကောင်းကင်ဘုံကနတ်ဆိုရင်တမန်တော်မှတစ်ဆက်လူပြေကနတ်ဆိုလို့ရှိရင်နတ်ကတော်မှတစ်ဆက်သိခွင့်ရဟုတ်မဟုတ်တဲ့ဘုရားပြောလို့မရနော်သူပြောတဲ့အတိုင်းပဲလက်ခံခမည်းနဲ့မဆက်သွယ်ခြင်းမူကျုပ်ဖရာသခင်ကိုရောနဲ့တိုက်ရိုက်ဆက်သွယ်တယ်သူကိုးကွယ်တဲ့နတ်နဲ့တိုက်ရိုက်စကားပြောခြင်းနဲ့လူချင်းစကားပြောခြင်းတယ်လီဖုန်းလေးပေးလိုက်ပါဆိုရင်ပြောလို့ရအောင်လေနတ်နဲ့စကားပြောခြင်းတယ်လီဖုန်းလေးပေးလိုက်စမ်းပါလို့ပြောလို့ရမှာဟုတ်တွေ့ရင်နတ်ကတော်နဲ့ပဲတွေ့မှာပဲအဲ့တော့တိုက်ရိုက်ဆက်သွယ်ခွင့်မရတဲ့ဟာတောင်မှလူတွေကယုံကြည်ပြီးလိုက်လုံနေကြသေးတာပဲမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာအဲ့ဒါမျိုးမဟုတ်ဘူးကိုတွေ့သိရှိနိုင်တယ်ကိုကြိုက်မှလုပ်လို့ရတယ်ပြောမယ်ဆိုရင် independent တကယ်လွတ်လပ်တယ်ကိုဆုံးဖြတ်လို့ရတယ်ကိုပေါ်မှာမူတည်တယ်အဲ့ဒါလို့တမလွတ်လပ်တယ်သူတော်ဘာပြောတဲ့အပေါ်မှာမိကူးနေရလောကမှာလူတယောက်စားစရာမရှိဘူးဆိုရင်အလုံးရှင်မျက်နှာကြည့်ပြီးတော့မိကိုနေရတဲ့ဘဝဟာဘလောက်ဆိုးလဲစဉ်းစားကြည့်သူမျက်နှာကြည့်ပြီးထမင်းစားရတယ်ဆိုတာမျိုးဘလောက်အောက်တန်းနောက်တန်းကြကိုယ့်ကိုယ်ဆုံးဖြတ်နိုင်တယ်ကိုယ့်ကိုယ်လုံနိုင်တယ်ကိုယ်အသိနဲ့ကိုယ်ဉာဏ်နဲ့ကိုယ်စွမ်းအားနဲ့ဆိုရင်ဘလောက်ချီးနူးစရာကောင်းအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဆိုတာဘယ်သူမျက်နှာမှကြည့်စရာမလိုဘူးကိုယ့်ဘာကိုဆုံးဖြတ်လို့ရတယ်နေရာမျိုးတွေဖြစ်တယ်ကိုလောက်ရမှာပါတော့ဆိုလေ့လာသိရှိရမြတ်စွာဘုရားအဆုံးအမတွေများများသိအောင်ကြိုးစားအဲ့ဒါကိုလုပ်တဲ့အလုပ်လုပ်ပြီးရင်လိုက်နာကျင့်သုံးမယ်ကိုတွေ့ရွေးချယ်ပြီးတော့လိုက်နာကျင့်သုံးကိုသွားခြင်းနဲ့လမ်းကြောင်းကိုယ့်အကိုရွေးလို့ရဘာနဲ့ဥပမာတူတော့ဆိုရင်ပညာတတ်ထားတဲ့လူတယောက်ဟာအလုပ်တွေဆင့်ခေါ်နေတဲ့အလုပ်တွေကြော်ညာနေတဲ့အလုပ်တွေနော်သတင်းစာတွေကကြော်ညာတာတို့တယ်လီဗီရှင်းတွေကကြော်ညာတာတို့ပညာတတ်ထားတဲ့လူတယောက်ဟာကြည့်လိုက်ပြီးတော့ကိုလှုပ်ချင်တဲ့အလုပ်ကိုရှောက်ပြီးတော့လုပ်တယ်လို့ပဲကိုကြိုက်တာကိုယ့်ဘက်ကိုရွေးပြီးတော့လုပ်ခွင့်ရှိလို့ဆို independent သူများကိုမိခိုးနေရတာမဟုတ်ဘူးအဲ့ဒါကိုပြောတာတန်ဋိဋ္ဌိကောဆိုကိုယ်တိုင်လုပ်လို့ရအကာလိကောဆိုတာနောက်ဘဝမှာခံစားရမှာမဟုတ်ဘူးခုလို့ခုကျိုးရှိတယ်အကာလိကောအေဟိပတိကောကိုယ်တိုင်လက်တွေ့ခံစားရသည့်အတွက်ကြောင့်တစ်ဖက်သားတွေကိုလည်းကိုယ့်ရဲ့မိတ်ဆွေသင်္ကားတွေကိုလည်းလာပါလှုပ်ချစမ်းပါလို့ပြောလို့ရတဲ့အနေအထားမျိုးရှိတယ်ဩပနေကောကိုယ်စိတ်ထဲမရောက်အောင်ဆောင်သွင်းထားခြင်းအပြင်စိတ်နှလုံးအေးချမ်းမှုကိုချက်ချင်းခံစားရတယ်ဆိုတဲ့အကျိုးတရားတွေကိုအစစ်မြင့်တဲ့နိဗ္ဗာန်တို့မတရားတို့ဖို့တရားတို့ဆိုတော့ကြတော့ပစ္စတံဝေရိတဘောဝိယုဟိသောတာပန်ဘဝတို့တဂရဂံဘဝတို့အနာဂံဘဝယဟန္တာဘဝဆိုတာဘယ်လိုဟာတုံးဆိုလို့ရှိရင်တော့သောတာပန်ဖြစ်လောက်တဲ့အတိညာရှိဖို့လိုတယ်တဂရဂံဖြစ်နိုင်တဲ့အတိညာရှိဖို့လိုတယ်အနာဂံဖြစ်လောက်တဲ့အတိညာရှိဖို့ယဟန္တာဖြစ်လောက်တဲ့အတိညာရှိဝိညူဆိုတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်မှကိုယ်တိုင်ခံစားနားလည်နိုင်မှာဖြစ်တယ်ပေါ့အစင်မြင့်တဲ့တရားတွေကြအဲ့ဒါ
အခြေခံဆုံးမသွန်သင်ချက်တွေကတော့လူတိုင်းဟာလက်လန်းမိတယ်ဘဝမှာလက်လန်းမိတယ်လို့ဆိုအဲ့ဒါမှထင်ရှားအဲ့တော့မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေကိုအချင်းချင်းပြောမယ်ဆိုလို့ရှိရင်ရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုကိုဟောတယ်။ဘာတွေကိုရှောင်ခိုင်းလဲဆိုရင်တပ္ပပပတ္တအကရဏံမကောင်းမှုမှန်သမျှကိုမလုပ်နဲ့ပါပနံအကရဏံဒုက္ခမဟုတ်တာတွေမလုပ်ခြင်းဟာချမ်းသာတယ်ကုသလတုပတ္တမရာကုသိုလ်ကောင်းမှုတွေကိုယ်တဏ္ဍမှာပြည့်စုံအောင်လုပ်ကုသိုလ်ဆိုတာကောင်းကျိုးချမ်းသာပေးနိုင်တဲ့သဘာဝတရားတွေကိုဆိုလို့ဒါမို့အင်္ဂလိပ်လိုပြန်တော့ wholesome state လို့ပြန် wholesome ဆိုတာကောင်းကျိုးဖြစ်ထုံးစီအကုသိုလ်ကြတော့ unwholesome state ဆိုးကျိုးကိုဖြစ်စေလောကမှာသဘာဝကအဆိုးကိုဖြစ်စေတာရဲ့အကောင်းကိုဖြစ်စေတာရဲ့နှစ်ခုရှိတယ်နေ့စဉ်ကိုစားနေတဲ့အစာပဲကြည့်ပါဦးဒူတွေနေ့စဉ်စားနေတဲ့အစာပဲကြည့်အောင်တချို့အစားအစာကဆိုးကျိုးကိုဖြစ်စေတချို့အစားအစာကကောင်းကျိုးကိုဖြစ်စေကြိုက်လို့စားရတာဖြစ်မယ်ဆိုးကျိုးကတော့လုံးမှာပဲဆိုပါစို့လူတယောက်ဟာကြောက်ကယောဂါရှိတယ်ဒိဉ္ဉ်သီးစားမယ်အဲ့ဒီဒိဉ္ဉ်သီးကြီးကြောက်ကတ်ကိုပျက်စီးစေတတ်လောက်အောင်ဆိုးကျိုးပေးတယ်ဆိုဟောလူတွေရဲ့တဏ္ဍာမှာဘဝကိုဖျက်ဆီးနိုင်တဲ့အစာအာဟာရတွေရှိအစိတ်ဟာလူအသက်ကိုသေစေနိုင်တယ်ကက်မီကယ်တွေစားပြီးတော့လူဟာနောက်ဆုံးမှာယောဂရစေနိုင်တယ်အစာအစာတောင်မှပဲကိုယ့်အတွက်ဆိုးကျိုးဖြစ်တဲ့အစာအစာမျိုးတွေရှိကြိုက်လို့သာစားမယ်လူတယောက်အတွက်ကျန်းမာရေးကိုထိခိုက်မဲ့အစာအစာတွေအများကြီးရှိတယ်တဖြည်းဖြည်းတော့လူတွေသိလာကြဖြော်ရည်တွေတောက်တယ်ဗမာပြည်ကသွားတဲ့ဆရာတော်တစ်ပါးထိုင်ဝမ်မှာသွားနေတယ်ရေမတောက်ဘူးဘာတွေတောက်လဲဆိုလစ်ပိုတို့ဖြော်ရည်တွေကြီးပဲတောက်တယ်ဗမာပြည်မှာခေါ်ကြတဲ့ရှက်တို့ပြီးတော့ကြွယ်ရိုင်းတို့ဆိုတာတွေပေါ့နော်ရေမတောက်ဘူးဒါတွေကြီးပဲတောက်တယ်ဘာဖြစ်စီးကျိုယောဂဖြစ်သွားနောက်ဘုန်းတော်စီးကျိုယောဂနဲ့ပြန်တော်မူသွားဒါအစာဟာလူကိုအကျိုးမပြုဘူးလို့ဒီလိုဆိုလို့ကျမရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေကဒီလိုပြုပြင်ထားတဲ့အစာအာဟာရတွေကိုရှောင်ကြမစားကြဘူးလစ်ပိုတို့ကြွယ်ရိုင်းတို့ဆိုတာလူငယ်လူရွယ်တွေတောက်ပြီးချွေးတန်ထွက်သွားရင်တော့တိတ်ပြီးတော့ရုပ်တရက်မထိခိုက်ဘူးတက်ကြီးတဲ့လူတွေတို့တော့တောက်လို့ရှိရင်ထိခိုက်မှုကပို့ပြီးတော့လှည့်မြန်တယ်ပေါ့မတောက်တဲ့ဟာတွေပဲပေါ့ဟင်းညုံမုံတို့စားကြအဖြစ်တဖြည်းဖြည်းကိုယ်တဏ္ဍာမှာနော်ထိခိုက်နေတာမှုတွေရှိလာပြီနောက်ပိုင်းမှာဟင်းညုံမုံရဲ့ effect chemical တွေကခန္ဓာကိုယ်ထဲရောက်သွားပြီဆိုရင် chemical ဆိုတာမထွက်တော့တဖြည်းဖြည်းဆူသွားပြီးဒုက္ခပေးနိုင်တဲ့အဆင့်ရောက်တဲ့အခါမှာစတင်ပြီးတော့ဒုက္ခပေးတော့တယ်သွေးတို့ရှိတဲ့လူသွေးတက်တယ်နော်စီဂျိုယောဂရှိတဲ့ပုဂ္ဂိုလ်တွေစီဂျိုမထိန်နိုင်ဘူးဖြစ်လာတယ်ဟောနှလုံးယောဂဖြစ်လာတယ်ဆိုတာတွေဟာတချို့ဟာတွေကအစားအစာတွေကြောင့်ဖြစ်တာပေါ့အဲ့တော့အစာတောင်မှပဲရှောင်ရမယ့်အစာစားရမယ့်အစာနှစ်မျိုးရှိတယ်လို့ပဲကိုယ့်ရဲ့စိတ်ရဲ့အစာဖြစ်တဲ့အာယုန်တွေဟာလည်းပဲရှောင်ရမယ့်ဟာရှိတယ်ဆိုတော့မလုပ်ရမယ့်ဟာရှိတယ်လုပ်ရမယ့်ဟာရှိထို့တူပဲမြတ်စွာဘုရားကတပ္ပပပတ္တအကရဏံအကုသိုလ်မှန်သမျှမလုံးနဲ့ဆိုတာလုံးရင်သူကတဖြည်းဖြည်းဒုက္ခရောက်မှာအစိတ်လိုသဘောကုသလတုပတ္တမရာကုသိုလ်တရားတွေကိုယ်တဏ္ဍမှာဖြစ်အောင်လုပ်ရင်တဖြည်းဖြည်းဟာသူကအကျိုးတရားတွေဖြစ်ပွားလာအဲ့တော့စိတ်ထဲမှာဖြစ်တဲ့အရာတစ်ခုဟာအစားအစာနဲ့အလားတရံတူတယ်ပေါ့စားလိုက်လို့ဗိုက်ထဲရောက်သွားတဲ့အစားအစာသည်ကောင်းကျိုးကိုဖြစ်စေမဲ့ရာဆိုရင်ကောင်းကျိုးပေးတယ်ဆိုးကျိုးကိုဖြစ်စေမဲ့ရာဆိုဆိုးကျိုးပေးတယ်ထို့တူပဲကိုယ်စိတ်ထဲမှာလောဘဖြစ်လိုက်မယ်ဒေါသဖြစ်လိုက်မယ်မောဟဖြစ်လိုက်မယ်အဲ့လောဘဒေါသမောဟရဲ့ပြစ်ဒဏ်ကိုစိတ်ထဲမှာတဖြည်းဖြည်း
ခံရတာဘယ်သူတော့ဆိုကိုခံလဲရတယ်ဒီဘဝမှာအဲ့ဒီမဲ့လောဘရဲ့ဆန့်ကျင်မဲ့အလောဘဒေါသရဲ့ဆန့်ကျင်မဲ့အဒေါသမေတ္တာမောဟရဲ့ဆန့်ကျင်မဲ့အမောဟပညာဆိုတာဒီကိုယ်တဏ္ဍာနဲ့ဖြစ်လာလို့ရှိရင်စိတ်အစဉ်ကိုကြည်လင်အေးမြသွားစေတယ်။ကောင်းကျိုးကိုလည်းဖြစ်စေတယ်ဆိုးကျိုးကိုလည်းဖြစ်စေလောကမှာစိတ်ပူလောင်မှုကိုဖြစ်စေတတ်တဲ့အရာတွေရှိတယ်လို့စိတ်အေးချမ်းမှုကိုဖြစ်စေတတ်တဲ့အရာတွေလည်းရှိအဲ့ဒီနှစ်ခုကိုမြတ်စွာဘုရားခွဲခြားဟောပြီးတော့ဘုရားရဲ့အဆုံးအမတရားတော်တွေမှာအကျဉ်းချုပ်လိုက်လို့ရှိရင်အကုသိုလ်မှန်သမျှရှောင်ကျဉ်ခြင်းနဲ့ကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ခြင်းဒီနှစ်ခုပဲရှိအကျဉ်းချုပ်လိုက်လို့ရှိရင်ဒီနှစ်ခုပဲဟောတယ်မြတ်စွာဘုရားအဲ့ဒီဟောထားတဲ့အဆုံးအမတရားအတိုင်းကိုယ်ဘဝမှာအသုံးချပြီးတော့ဘဝခရီးကိုဖြတ်တတ်မှုလို့တယ်ပေါ့အေးဘဝခရီးအတွက်လူတွေဟာဒီဘဝနဲ့မပြီးသေးဘူးမပြီးသေးတော့ကိုမမြင်ရတဲ့နောက်ဘဝခရီးအတွက်ကျွတ်တင်ဘယ်လိုပြင်ဆင်မလဲဘာတွေနဲ့ကျွတ်တင်ပြင်ဆင်မလဲဆိုတာသိထားဖို့လိုအပ်တယ်အဲ့တော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေကိုကြည့်လိုက်မြတ်စွာဘုရားကဟောတော်ဆိုပฏิကိစ္ဆေဝတံကယေရာယံစညာဟိတမတ္တနောကိုယ်အတွက်အကျိုးဖြစ်တွန်းမယ်ဆိုတဲ့အလုပ်ကိုကြိုတင်ပြီးသိအောင်လုပ်တယ်ဒါအဆုံးအမတရားတစ်ခုနော်တောင်လုံးဘွားရောက်ရင်ငါအတွက်ဘာတွေအကျိုးဖြစ်ထွန်းနိုင်တယ်လဲဥပမာပဲကလေးတွေဆိုမိဘတွေကပညာမရှိသူကြီးဝန်ထမ်းဆိုငါကလေးပညာမတတ်လို့မဖြစ်ဘူးဆိုပြီးတော့ကလေးအတွက်နောင်ရေးကိုကြည့်ပြီးအခုလက်ရှိကလေးငယ်သေးတဲ့အချိန်မှာကိုကြွေးထားနိုင်တော့လည်းပဲနောင်ရေးကိုကြည့်ပြီးတော့ကျောင်းပို့တယ်ကျူရှင်ပို့တယ်ငွေကြေးကုန်ချစွာလုပ်ပြီးတော့တချို့မိဘတွေဟာခွဲပြီးတော့နိုင်ငံသားတွေထီအောင်ပို့ဘာလို့ဆိုရင်သူတို့တတ်တဲ့ပညာဟာသူ့အတွက်အကျိုးဖြစ်ထွန်းလိမ့်မယ်ဆိုမျှော်လင့်ချက်နဲ့ပို့လာလေကိုကလေးရလာတဲ့အခါမှာလဲကိုကလေးကိုအဲ့ဒီရွယ်ချက်နဲ့ပဲမိဘတွေကချောင်းထားပေးတယ်ပညာသင်ပေးတယ်အဲ့ဒါကိုပြောတာပဲမြတ်စွာဘုရားလေနော်ပฏิကိစ္ဆေဝတံကယေရာယံစညာဟိတမတ္တနောယံချင်းလှုပ်တဲ့လှုပ်ထိုက်တဲ့နော်ကိုယ့်ပေါ်မှာကောင်းကျိုးပြုမဲ့ဟိတလို့ဆိုတဲ့အခြေအနေကောင်းတစ်ခုအတ္တနောမိမိရဲ့ယံဟိတံအကျိုးစီးပွားဖြစ်မယ်ဆိုတဲ့အရာတစ်ခုစညာသိမယ်ဆိုလို့ရှိရင်ပฏิကိစ္ဆေဝကြိုတင်ပြီးတော့ဒါလေတန်ထိုကိုယ့်အတွက်အကျိုးဖြစ်ထွန်းမဲ့အရာကိုခရီးတာပြုလုပ်ထားရမယ်လို့သူဆိုကြိုတင်ပြင်ဆင်တာလေမိဘတွေကကလေးတွေကြောင်းထားတဲ့ဆိုကြိုတင်ပြင်ဆင်တာပဲလေသူ့ဘဝခရီးအတွက်အစဉ်ပြေအောင်ကြိုတင်ပြင်ဆင်ပေးအဲ့တော့ပညာမတတ်လို့မဖြစ်ဘူးငါသားငါသမီးပညာတတ်မှဖြစ်မယ်ကြိုတင်ပြင်ဆင်လိုက်တာအဲ့ဒါလိုပဲဘဝခရီးမှာလည်းပဲဘာအရေးကြီးတယ်လဲအေးမြတ်စွာဘုရားကဟောထားတယ်အကုသလတာဝိသဒုက္ခဝိပါကလက္ခဏာမကောင်းတဲ့အလုပ်တွေကိုလုပ်လို့ရှိရင်အပြစ်ရှိပြီးတော့ဒုက္ခအကျိုးကိုပေးတယ်ဆိုတာကိုလေကြာဘူးနာဝနဲ့မှတ်သားထားတယ်ကုသလဒုက္ခအနဝိသဒုက္ခဝိပါကလက္ခဏာကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေးတယ်ဆိုတာကိုလည်းပဲမှတ်သားထားတယ်အဲ့တော့ကိုယ့်အတွက်အကျိုးစီးပွားကဘယ်ဟာကဖြစ်စေတာတော့လို့ဆိုလို့ရှိရင်ကုသိုလ်တရားကကိုယ့်အတွက်အကျိုးစီးပွားဖြစ်စေမှာလောကလူသားတွေကဆင်းရဲကိုလိုချင်တာလားဒုက္ခကိုလိုချင်တာလားဒုက္ခကိုလိုချင်တာလားဒုက္ခကိုလိုချင်တာလားဆိုဒုက္ခကိုလိုချင်တယ်မြတ်စွာဘုရားဟောတယ်ဒုက္ခပုညတဥစ္စေယကုသိုလ်ကောင်းမှုတွေကိုယ်တဏ္ဍာမှာစုမိဆောင်းမိလာလို့ရှိရင်ချမ်းသာဒုက္ခရမယ်လို့ဟောတယ်ဟောထားသည့်အတွက်ကြောင့်ကိုယ်တဏ္ဍာမှာကျွတ်တင်လောက်ထားရမယ့်ဟာတွေကတော့ကိုယ့်ကိုအကျိုးဖြစ်ထွန်းစေမဲ့ကုသိုလ်တရားတွေကိုကျွတ်တင်လောက်အောင်အဲ့တော့ကုသိုလ်ဆိုဒီမှာများစွာရှိတယ်ပေါ့ဒီများစွာရှိတယ်ဆိုတဲ့လူရတနာဥဒါလည်းကုသိုလ်လုပ်တယ်လို့လူတွေကထင်ကြမဟုတ်ဘူးမြတ်စွာဘုရား
ကုသိုလ်နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်ကိုပြောထားတာဘာတော့ဆိုကုသိုလ်ဆိုတာဟာတတ္ထာဆိုတာလည်းကုသိုလ်ပဲသီလဆိုတာလည်းကုသိုလ်ပဲတုဒ္ဒဆိုတဲ့အဆုံးအမတရားတွေကိုသင်ယူမှုဟာလည်းကုသိုလ်ပဲစာကားလို့ဆိုတဲ့ကိုယ်အတိုင်းအတာတစ်ခုရလူမှုတမ်းမှုရေရောမှုပိကံမှုဆိုတာတွေလည်းကုသိုလ်ပဲပညာအကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုလို့တင်တာနဲ့မလို့တင်တာခွဲခြားပြီးတော့သိတဲ့ပညာဒါလည်းကုသိုလ်အဲ့ဒါတွေကိုယ်တဏ္ဍာမှာပြည့်စုံအောင်လုပ်လို့ပြောတယ်လောကလူတွေကတော့အလူတန်းကြီးလူမကုသိုလ်လုပ်တယ်လို့ထင်တယ်သီလဆောက်တည်တာတို့ကျတော့သိကုသိုလ်လုပ်တယ်လို့မထင်ဘူးเนาะအဲ့တော့ဒီကိုယ်တဏ္ဍာမှာအသိပညာတွေရအောင်လုပ်နေတာလည်းကုသိုလ်ပဲချိလိုက်မယ်ဆိုရင်တတ္တာတဲ့သီလတဲ့တုဒ္ဒစာကပညာအဲ့ဒီတရားတွေကကုသိုလ်တွေကြီးပဲကောင်းကိုယ်တဏ္ဍာမှာရှိရမယ့်ကုသိုလ်တတ္တသီလတုဒ္ဒစာကပညာတရားဆိုတာဘာလို့အဓိကကတော့မြတ်စွာဘုရားရဲ့အတိညာဏ်ကိုယုံကြည်တာတရားအတိညာဏ်ကိုယုံကြည်သဖြင့်ဘုရားဆုံးမကိုလက်ခံတာလက်ခံခြင်းကြောင့်မကောင်းတာတွေကိုရှောင်ပြီးကောင်းတာတွေကိုလိုက်နာကျင့်သုံးတယ်ဟောတာတရားကံကံဤကျိုးလက်ခံတဲ့တရားဟောအဲ့ဒီတရားတရားကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေဖြစ်လာသီလတရားကိုအကြောင်းပြုပြီးကိုကျင့်တရားကောင်းအောင်နေတယ်နောက်ထိုတရားတရားခိုင်မြဲဖို့အတွက်ဘုရားဟောတဲ့အဆုံးအမတရားတွေများစွာသိအောင်သိမှုတယ်လေ့လာတယ်သင်ယူတယ်မှတ်သားတယ်သုတ္တကိုနေ့စဉ်စားသုံးနေတဲ့ထဲကနေပြီးမြတ်တခွဲဝေပြီးတော့ဒါနချတယ်စာကအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆုံးတဘာဝကြီးရဲ့မမြဲမှုတွေလောကကိုရှုမြင်သုံးသပ်တတ်တဲ့အသိပညာတွေအဲ့ဒါတွေသိဖို့အထောက်တာလဲပညာပဲကုသိုလ်ပဲလို့ဆိုအဲ့ဒီကုသိုလ်၅မျိုးဟာအမတ္တမအရေးကြီးတဲ့ကုသိုလ်အဲ့ဒီကုသိုလ်၅မျိုးထဲမှာမြတ်စွာဘုရားကသီလံယာဝစရာတာထုကိုချင်းသီလဆိုတဲ့ကုသိုလ်ကောင်းမှုဟာကိုယ်တဏ္ဍာမှာငယ်စဉ်ကစပြီးတော့ဦးမင်းသွားသည့်ထိအောင်ရှိနေရမယ့်အရာဒါကြောင့်မို့ရှေးတုန်းကမြန်မာစကားမှာငါးပါးသီလကိုခါဝတ်ပစိုးခဲ့လို့မြဲစေရမယ်လို့ဆိုအဲ့ဒါပြောတယ်ပစိုးဆိုတာချွတ်နေလို့ရတဲ့ကိစ္စမဟုတ်ဘူးလေနော်အဲ့တော့အမြဲတမ်းဝတ်ထားရတဲ့အဝတ်လိုပဲသီလဆိုတာစောင့်ကျင်တဲ့အခါမှာစောင့်ရတာမျိုးမဟုတ်ဘူးငါးပါးသီလဆိုတာအဝတ်စားမပါလို့ရှိရင်မတင့်တယ်တယ်လို့ပဲကိုချင်းသီလမပါရင်မတင့်တယ်ဘူးဒါကြောင့်မို့လူအလဲကောင်မှတင့်တယ်မဲ့ကိုချင်းသီလဟာအမြဲတမ်းကိုနဲ့မကွာရှိနေရမယ်ဆိုတဲ့ဒီကုသိုလ်ဟာအရေးကြီးဆုံးပဲကုသိုလ်တယ်အဲ့ဒီထဲမှာနောက်ထပ်တတ္ထာတာဓုပဋိဋ္ဌိတာကုသိုလ်အလုံးကိုလမ်းဖွင့်ပေးနိုင်တဲ့ယုံကြည်ချက်အဲ့ဒီယုံကြည်ချက်ဆိုတဲ့တရားကိုယ့်ရင်ထဲမှာအခိုင်အမာရှိနေပြီဆိုရင်ဒါနလည်းလုပ်ဖြစ်တယ်သီလလည်းစောင့်တည်ဖြစ်တယ်သမထကမ္မထာလည်းအထုတ်ဖြစ်တယ်ဆိုတဲ့ဉာဏ်နဲ့ကုသိုလ်တွေအတွက်သူကလမ်းဖွင့်ပေးတဲ့သဘောတရားသည်ကုခေတ်စကားနဲ့ပြောမယ်ဆိုရင်မာစတာကီးပဲဘန္ဒာတိုက်ကြီးကိုဖွင့်နိုင်တဲ့တော့ဟောတကယ်ကိုကိုယ့်ဘဝအတွက်ရတနာတိုက်ကြီးကိုဖွင့်နိုင်တဲ့တော့တစ်ချောင်းပိုင်တာနဲ့အလားတရတူတယ်ပေါ့ရသော်ဘုရားကတော့တတ္ထာဘိသံတတ္ထိတာဝိတ္တံပုရိတတ္တတိထံတရာဟာမျိုးစေ့နဲ့တူတယ်လို့ရသော်ဘုရားဟောတယ်မျိုးစေ့ရှိမှအပင်ဆိုတာပေါက်တယ်မျိုးစေ့ရှိမှအပင်ပေါက်တယ်မျိုးစေ့ဟာလူတွေအတွက်အကောင်းဆုံးဥစ္စာဖြစ်တယ်တရားရှိမှဥစ္စာပစ္စည်းဆိုတာဘဝမှာပြည့်စုံတယ်ဟောဒီပုံစံကိုမြတ်စွာဘုရားဟောတယ်နော်အဲ့တော့ဒီနေရာမှာတော့တတ္ထာတာဓုပဋိဋ္ဌိတာရှင်တဲ့နှလုံးထဲမှာတရားတရားအခိုင်အမာတည်ရှိနေပြီဆိုလို့ရှင်နော်ကုသိုလ်တရားတွေဟာလမ်းပွင့်တယ်ကုသိုလ်တွေလုပ်ဖို့အတွက်ကိုယ်ထင်ပါအခွင့်အလမ်းကြီးတစ်ခုကပွင့်အဲ့ဒါကြောင့်မို့တရားဟာအမြဲရှိရနောက်တစ်ခုရှိရမယ်ဟာကတော့ယရဏတဖွဲအလေးမြတ်လောကလူတွေကလည်းပဲစိတ်နှကကလေးပန်းလာမှ
ရွှေကလေးဝတ်ထားမှဘရက်ကလေးနဲ့ရွှေရောင်ကလေးဆင်ထားမှလူတွေကလည်းလူရဝင်တယ်လို့ယူဆကြတကယ်လူရဝင်ဖို့ကြတော့တကယ်ယရနာဆိုတာအသိပညာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကပညာနရဏယတပွဲနေပွဲထိုင်သွားတဲ့ပုဂ္ဂိုလ်ဟာနှခါဟောင်းလုံးနဲ့သွားလို့အဆင်မပြေဘူးနော်လူထင်သေးမယ်ပေါ့လူတွေယူဆတာပြောပြတာပါအေးတကယ်ကတော့လူအထင်သေးနိုင်တာကပညာဆိုတဲ့ယရနာကိုပိုင်ဆိုင်မှုမရှိဘူးဆိုရင်တော့လူလောကမှာထင်သေးမြင်သေးเสียဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားပညာနရဏံယတနာပညာသည်လူသားတွေအတွက်တကယ်မျက်မျက်နိုးနိုးရှိရမယ်ယရနာတစ်မျိုးပဲဝတ်ဆင်ထားရင်လှတယ်လူတကာအထင်ကြီးမဲ့ဒီယရနာဒီလိုဆိုလို့အဲ့ဒါတွေပြည့်စုံလုပ်ဖို့ဘဝခရီးအတွက်ကြိုတင်ပြင်ဆင်ရမယ်ဆိုတာဒါတွေလှုပ်ထားရမယ်လို့ဆိုလို့နော်ဒါတွေဟာကိုယ့်အတွက်ကျိုးရှိမဲ့အရာဖြစ်လို့ကြိုတင်ပြင်ဆင်ထားတဲ့အဲ့ဒါကိုမြတ်စွာဘုရားပฏิကိစေဝတံကရေတာယံစဉ္ညာဟိတမတ္တနောကိုယ့်အတွက်ကျိုးရှိမဲ့ဟာတွေကိုသိထားပြီးတော့ကြိုတင်ပြင်ဆင်ထားတဲ့အဲ့ဒါတွေနာတာဂတိကစိန္ဒာယမန္တာဓီရောပရကမေတာဂတိကစိန္ဒာဆိုတာလှဲသမားရဲ့အတွေးမျိုးဘယ်တော့မှမတွေးနဲ့လှဲသမားဟာသူသွားမဲ့လမ်းကိုဘယ်တော့မှမကြည့်ဘူးသူကသူမောင်းသွားတာလမ်းကောင်းလားလမ်းမကောင်းလားကြွတင်ပြင်ဆင်မှုမရှိဘူးလို့ဆိုလိုတယ်ပေါ့လှဲသမားတို့အတွေးမျိုးမတွေးနဲ့တဲ့နော်သို့မဟုတ်လှဲသမားဟာလမ်းကြလို့ရှင်လဲဝင်ရိုးကျိုးနေတာတို့ဘာဖြစ်နေတာတို့ဒုက္ခတွေရောက်တာမျိုးကျွတ်တင်ပြင်ဆင်မှုမရှိဘဲနဲ့လှုပ်လို့ရှင်လမ်းမှာဒုက္ခရောက်တာမျိုးလှဲသမားရဲ့ကြုံတွေ့ရတဲ့ဒုက္ခမျိုးတွေဖြစ်တယ်မြတ်စွာဘုရားလှဲသမားကိုဥပမာပေးဟောတာနော်မန္တာဓီရောပရကမေစိတ်ကူးနဲ့မလုံနဲ့တဲ့ဘယ်ကိစ္စပဲဖြစ်လှဲသမားဟာဘာမှမတွေးဘူးမောင်းရရင်မောင်းမယ်ဆိုပုံစံနဲ့သွားတယ်ပညာရှိတဲ့ပုဂ္ဂိုလ်ကတော့ကိုယ့်အကိုဆင်ញင်စဉ်းစားပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြိုးစားအထောက်ဘဝခရီးကိုနောက်ဘဝခရီးအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်အောင်အဲ့ဒါကိုဥပမာတစ်ခုရှင်းပြမလို့မြတ်စွာဘုရားယထာတာဂတိကောမတ္ထံတမံဟိတဝမဟာပဋ္ဌံဝိတမံမေကမာရုံရှာအခိစိန်တော်ဝဇာတိလှဲသမားဟာဒီဖြောင်းနေတဲ့လမ်းကောင်းရိုးလမ်းကြီးကမသွားဘဲနဲ့ဖြတ်လန်းဆိုတာရှာပြီးတော့သွားတဲ့လှဲသမားဟာညီညာတဲ့လမ်းကြောင်းကမသွားဘဲနဲ့ဖြတ်လန်းကသွားတယ်လှဲသမားဟာဘာဖြစ်လဲဝင်ရိုးကျိုးပြီးတော့လမ်းမှာဒုက္ခရောက်တယ်နော်ကိုသွားနေချအများသွားနေတဲ့လမ်းကြောင်းကြီးကမသွားဘဲနဲ့လမ်းဖက်ထွက်ပြီးတော့မကောင်းတဲ့လမ်းကိုရွေးချယ်ပြီးတော့သွားလိုက်တဲ့လှဲသမားသည်လှဲဝင်ရိုးကျိုးပြီးတော့ဒုက္ခရောက်တယ်လို့ပဲတဲ့ဧဝံဓမ္မာအပက္ခမအဓမ္မမနုဝတ္တိယအများသူတော်ကောင်းတွေရှောက်လန်းတဲ့လမ်းကြောင်းကြီးကနေဖက်ထွက်ပြီးတော့နော်ဘဝစာဝတ်နေကိုအကြောင်းပြုပြီးမကောင်းမှုဒုစရိုက်တွေနဲ့အသက်မွေးတယ်နော်တဘဝပဲခရီးကောင်းစားမှုအတွက်လှုပ်တဲ့လောကမှာရာဇဝမှုမကင်းတဲ့အလုပ်တွေနဲ့အသက်မွေးတယ်တရားဥပဒေတွေဖောက်ဖျက်ပြီးတော့ဖြတ်လန်းကစီးပွားရှားတယ်တရားဥပဒေဘောင်တွင်းကနေပြီးတော့စီးပွားမရှားဘူးဓမ္မဘောင်တွင်းကနေမသွားပဲနဲ့မဟုတ်တဲ့အလုပ်တွေနဲ့လှုပ်တာဟာဒီလှဲသမားသည်ဖြောင်းတန်းတဲ့လမ်းကိုမရွေးပဲနဲ့ခြိုက်ချင်းခလုတ်ရှိတဲ့လမ်းကြောင်းကနေစွတ်ပြီးမောင်းသလိုပဲဒုက္ခရောက်တယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားဟောတာဧဝံဓမ္မာအပက္ခမဓမ္မလမ်းကြောင်းကြီးကနေထွက်ခွာပြီးတော့အဓမ္မမနုဝတ္တိအဓမ္မလမ်းကြောင်းကိုရွေးချယ်ပြီးတော့ရှောက်ပြီးဆိုရင်နောက်ဘဝမရောက်သေးဘူးတဲ့မန္တောမစ္စုမုခံပတ္တောနောက်ဆုံးအချိန်ရောက်လာပြီ
နောက်ဆုံးအချိန်ရောက်လာပြီတေရတော့မဲ့အချိန်ရောက်လာပြီဆိုလို့ရှိရင်ပဲအခိတ်စိန်တော်ဝါဇာယတိဝင်ရိုးကျိုးသွားတဲ့လှဲ့သမားရဲ့ကြံမိုက်မှုမျိုးဘာမှမတတ်နိုင်တော့ပဲနဲ့ဘဝခရီးမှာလက်မှန်ချပြီးတော့ဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရတယ်လို့ဆိုတာမြတ်စွာဘုရားဒီသုတ္တံမှာဒီလိုဟောတယ်အဲ့တော့ကိုယ်အနေနဲ့ကရွေးချယ်ရမှာကိုယ့်အတွက်အကျိုးစီးပွားဖြစ်မဲ့အရာတွေကိုကြိုတင်စဉ်းစားပြီးတော့ဘဝခရီးအတွက်အဲ့ဒါတွေကြိုတင်ပြင်ငယ်စဉ်တုန်းကပညာရှာသလိုပဲဘဝမှာအသက်မဆုံးခင်ကျမ်းစာတွေကိုရွေးချယ်ဆိုတဲ့အခါစီးပွားဥစ္စာကိုရွေးမှလားယာတုဂုံသိမ့်စီးစိမ်တွေကိုရွေးမှလားဆိုလို့ရှိရင်ဘလောက်ပဲချမ်းသာဘလောက်ပဲယာတုကြီးယာတုဂုံသိမ့်စီးစိမ်ဆိုတာတခဏပဲနော်ရေမျက်နှာပဲခဏတက်သက်လျာခဏသာတိဆိုမင်းစီးစိမ်တောင်မှပဲရေဘွက်ပမာခဏသာတိတကယ်တခဏလေးလူတွေရဲ့ပိုင်ဆိုင်မှုဆိုတာဘယ်မှအဆုံးသတ်တော့သိဆုံးခြင်းမှအဆုံးသတ်တယ်ဘလောက်ပဲချမ်းသာကြွယ်ဝတဲ့လူတွေပဲဖြစ်ဖြစ်နော်စဉ်းစားကြည့်လိုက်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း900ကဒီစကိုင်းမြို့ကြီးကိုတည်သွားတဲ့အသင်္ခရာစောယုံမဲဆိုဟောသူတည်သွားပြီသူထူထောင်သွားတဲ့မြို့ခုချိန်မှာသူပိုင်ဆိုင်မှုရှိသေးလားမရှိဘူးပိုင်ဆိုင်တော့အဲ့ဒါလို့ဘဝဆိုတာတခဏလူတိုင်းဟာပိုင်ဆိုင်မှုဆိုတာအတိုင်းအတာကန့်သတ်တစ်ခုရှိယာတုကလည်းအတိုင်းအတာကန့်သတ်ရှိတယ်စီးပွားဥစ္စာတို့ပိုင်ဆိုင်မှုကလည်းအတိုင်းအတာကန့်သတ်တစ်ခုရှိအဲ့ဒီအကန့်သတ်တဲ့ဘောင်ကိုကျော်ပြီးတော့သွားနိုင်တယ်လို့မရှိဘူးမျက်စိနှလုံးမိတ်လိုက်တာနဲ့တပြိုင်နက်ပိုင်ဆိုင်မှုတွေသွားပြီးတခုမှမရတော့ကားပိုင်ရင်လည်းကားပိုင်လို့မရတော့ဘူးအိမ်ပိုင်ရင်လည်းအိမ်ပိုင်လို့မရတော့ဘူးရဲလေစွန်ကျွေးပြီးလို့6ချက်လုံးရင်ဘုန်းကြီးတွေပင်ပြီးတော့ကမောနဲ့တောင်မောင်းထုံနေဦးနော်မပိုင်တော့တာသိချတယ်ဆိုတာပထမထေရှာသူပိုင်တဲ့ပစ္စည်းနေပါစေလို့ဘယ်သူမှမထားဘူးအဲ့တော့ပိုင်ဆိုင်မှုဆိုတာအတိုင်းအတာလေးတစ်ခုရတာဖြစ်အဲ့တော့စီစဉ်ဥစ္စာယာတုဂုံသိမ့်ဆိုတာတွေကအတိုင်းအတာတစ်ခုရတာထားပြီးထာဝရလို့စိတ်ထဲမှာမမှတ်သားပဲနဲ့တခဏတာအတွက်တို့တွေတခဏကြုံတွေ့တဲ့အချိန်လေးမှသာလျှင်အသုံးချရမှာဖြစ်တယ်တို့အတွက်ထာဝရဆိုဒီမှာဓမ္မသာလျှင်ဖြစ်တယ်ပေါ့ကုသိုလ်ကာမပရတရား7ပါးသူသက်တခြင်းမှရှောင်းတယ်သူဥစ္စာခိုးခြင်းမှရှောင်းတယ်သူတော်ဘာသားမယားပြစ်မှားခြင်းမှရှောင်းတယ်ဆိုတဲ့ကာတုစရိုက်ကရှောင်းတဲ့ကာတုစရိုက်3မျိုးလိမ္မပြောဘူးမနာဟုသာပြောတယ်ခုံမတိုက်ဘူးလူတွေတင့်တဲ့အောင်သာလုပ်တယ်ဆယ်ရီတိုင်းထွာကျမ်းတဲ့စကားကိုမပြောဘူးရှင်ကျေးလိမ္မာစွာပြောတယ်ကောင်းကျိုးချမ်းသာကိုဖြစ်စည်းမဲ့စကားမျိုးကိုမပြောဘူးကောင်းကျိုးချမ်းသာကိုဖြစ်စေတဲ့စကားမျိုးသာပြောမယ်လို့ဆိုတဲ့ဝစီသူစရိုက်သူတော်ဘာသီးစိန်ကိုရလို့မှုဖြင့်မကြံတွေးဘူးဆိုတဲ့အနာဘိဆာသူတော်ဘာပြက်လို့ပျက်စီးတွေးတောကြံစီမှုမပြုဘူးဆိုတဲ့အပြပါဒမေတ္တာအာဒေါသပမာဒိဋ္ဌိလို့ဆိုတဲ့ကံကံဤကျိုးလက်ခံယုံကြည်မှု responsibility ဟောကိုလှုပ်တာကိုနဲ့တာသက်ဆိုင်နေဆိုတဲ့မှန်ကန်တဲ့အတွေးအမြင်အဲ့ဒါတွေဟာဓမ္မလမ်းကြောင်းတွေပဲတဲ့အဲ့ဒီဓမ္မလမ်းကြောင်းကိုဖယ်ခွာပြီးတော့အဓမ္မလမ်းကြောင်းကနေပြီးတော့ရှောက်မယ်ဆိုလို့ရှိရင်တော့နောင်ဘဝခရီးဟာကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးတဲ့ဒါကတေချာတဲ့ဆုံးမဩဝါဒပဲဖြစ်တယ်ဒါကြောင့်နောင်ဘဝကောင်းစားရေးအတွက်ဆိုရင်ဓမ္မလမ်းကြောင်းအတိုင်းရှောက်လန်းကြရမှာဖြစ်တယ်သူစရိုက်လမ်းကြောင်းအတိုင်းရှောက်လန်းပြီးတတ္ထာသီလသုဒ္ဓစာကပညာဆိုတဲ့ဒီကုသိုလ်၅မျိုးမိမိတို့ယင်တဲ့နှလုံးထဲမှာအခိုင်အမာထားခြင်းအပြင်လာမယ့်အနာဂတ်ဘဝအတွက်ကြိုတင်ပြင်ဆင်ထားတဲ့အရာဖြစ်သည့်အတွက်ကြောင့်စိတ်အေးလက်အေးဘဝခရီးကိုသွားနိုင်ပြီးတွေ့ကြုံခံစားရမယ့်ဘဝဟာကိုယ့်အတွက်ဘာနဲ့ဥပမာတူတော့ဆိုမိတ်ဆွေတွေဆွေမျိုးသားချင်းတွေရဲ့
သို့မဟုတ်ကိုပိုင်တဲ့နေရာတစ်ခုကိုခရီးထွက်ရတယ်လို့ပဲဒီတဲ့ကောင်းတဲ့နေရာတစ်ခုမိတ်ဆွေသင်္ကားတွေကကိုယ်ကိုကြိုးစုံမဲ့နေရာတစ်ခုကိုခရီးထွက်ရတယ်လို့ပဲဘဝခရီးဆိုတာသူ့အတွက်အပန်းမကြီးပဲနဲ့အပျော်ခရီးထွက်ရတဲ့ကတည်းကရှိမှဖြစ်လို့ဘဝခရီးအတွက်ကြိုတင်ခြင်းဆိုတာကိုလူတိုင်းလုပ်ကြရမှာဖြစ်တယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းလို့မြတ်ဗုဒ္ဓရဲ့ဆုံးမဩဝါဒအတိုင်းတို့တွေဟာဘဝခရီးအတွက်ကြိုတင်ပြင်ဆင်သောအဖြစ်ဒုစရိုက်တရားတို့ကိုရှောင်ရှားခြင်းသူစရိုက်လမ်းကြောင်းကရှောင်လန်းခြင်းတတ္တတိလသုဒ္ဓစာကပညာလို့ဆိုတဲ့ကုသိုလ်တရားတွေအခိုင်အမာကိုယ်တဏ္ဍာမှာရှိအောင်ကြိုးစားခြင်းဖြင့်သာလဲဘဝခရီးအတွက်တေချာရေရာမှုကိုရနိုင်တယ်ဆိုတာယုံကြည်လက်ခံပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာသိချမ်းသာဒုရဆန္ဒပြေပါစေသက်ရှိချမ်းသာသိချမ်းသာဒုရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိတာတဗ္ဗေပတ္တမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောင်းကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်းပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗ္ဗေပူဇာညစ်နောက်ကိလေသာဆေယတောက်ဟုသမျှတို့သည်သမုဟတာပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမြောက်အောင်ပဲဖြောင်းအကုန်သည်ဟောတုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာဟုပုခတ်သိကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ရှန္တုပါရမီအစဉ်စဉ်မြင့်နေမြင့်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်းဝေမျှလိုကြသည်ဖြစ်ပါ၍ရည်သက်ချတရားချင်းမြတ်တော်မူပါယံခြေတော်အစုံဥခိုက်၍
ယူသည်စွာလျှောက်ထားအပ်ပါသည်ဖေဟာ အလုံးစုကြရှင်ဖယားယာဝိတော်တို့သည်ဓမ္မအတိညာအချိန်မှသာလင်နိဗ္ဗာန်ချမ်းသာကိုဓမ္မပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ဤတန်ကြလျက်ဓမ္မတပင်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာဘုရားအလူတော်ကိုပေးလူကြပါကုန်၏ဘုရားတော်မြတ်ကိုယုသိလေးမြတ်စွာအမတ်သာသာအာယုန်ထားလျက်အားကြကြပါကုန်၏ဘုရားတော်မြတ်ကိုအတ္တဘဝတ္ထုသုဇရောဖြင့်ဘုသောကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောတရားဟောရခြင်းဓမ္မဒေသနာတရားနာရခြင်းဓမ္မသဝနာတရားတော်ကိုပေးလူရခြင်းဓမ္မဒါနာတရားတော်ကိုပူဇော်ရခြင်းဓမ္မပူဇာကုသိုလ်စေရနာခြားပြားတို့သည်ဒုက္ခခတ်သိချုပ်ငြိမ်းရမံနိဗ္ဗာန်ဤအကြောင်းအထောက်ပံ့ဖြစ်ပါစေသာရှင်ဘုရားဒီကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖို့အဖဆရာသမားမဆာ၍ဘာသူကဘာသာဘုလပြမတတဝမြတ်တို့အားမြတ်အမြတ်ဝေငါပါကုန်၏ကုသိုလ်အမြတ်ဘုရားအားကြကုန်သည်ဖြစ်၍ဘုစိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း